အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ပြည့်စုံပါကျွန်တော် Japanese language trainer တယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော် sharing လုပ်ပေးချင်တာကဒါညနေပိုင်းမှာစာလုပ်ကြတယ်စာကြက်ကြတဲ့သူတွေပေါ့နော်စာမရကြဘူးစာလုပ်လို့မရကြဘူးပေါ့နော်ဒီလိုမျိုးလူတွေရှိကြတယ်ပေါ့နော်အိတ်ပဲအိတ်ရှင်လာကြတယ်နောက်9နာရီ10နာရီပဲရှိသေးတယ်ဒါပဲအိတ်ငိုက်လာတယ်နော်အိတ်ရှင်ဝါတယ်စာလုပ်ရှင်စိတ်မရှိတဲ့သူတွေအတွက်ဒါစာကိုဘယ်လိုလုပ်လို့ရလဲဆိုတာလေးကိုကြောင်းဒီနေ့မှာ sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့စာလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ firstly ပေါ့နော်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါဒီ10တန်းသုံးပါဆိုရင်စာအတဲတန်ပေါ့နော်ဒါအရန်စူးစမ်းခဲ့ရတဲ့ဒါကတော့10တန်းနှစ်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးလည်းပဲဒါ10တန်းနှစ်ဆိုရင်ပို့ပြီးတော့စူးစမ်းကြတယ်ကြတယ်ပေါ့နော်အဲ့တော့ဒီ10တန်းနှစ်ဆိုရင်ကျွန်တော်လည်းပဲပေါ့နော်အိမ်ငိုက်တယ်ဒါမျိုးရှိတယ်အဲ့တော့ကျွန်တော်တက္ကသိုလ်တွေတက်တယ်ပြီးတော့ဒီကျောင်းတွေသင်တန်းတွေတက်တဲ့အချိန်မှာဒါပြန်ပြီးတော့ဒါဖတ်တယ်ပေါ့နော်တွေးရကြုံရတာလေးကျွန်တော် sharing လုပ်ပေးရှိတယ်ပေါ့နော်ဒါအဲ့တော့ကျွန်တော်တို့ဒါညနေပိုင်းမှာကျွန်တော်တို့အဲ့ဒီဟာကပေါ့နော်အိမ်ငိုက်တဲ့အကြောင်းရင်းကကျွန်တော်တို့ညနေပိုင်းမှာထမင်းစားတာလည်းသက်ဆိုင်ရပေါ့နော်အဲ့တော့ထမင်းတွေကိုဒါကျွန်တော်ညနေပိုင်းဆိုရင်တော်တော်များများကညနေပိုင်းမှာထမင်းကိုမေးချိတ်နေတကယ်စားလို့ကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နေကိဘက်မှာလှုပ်ရှားသွားလာနေတဲ့အချိန်ကြီးများတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ညနေပိုင်းမှာဆိုရင်စားလို့ကပိုကောင်းတယ်ဆိုတော့စားများများစားကြတယ်အဲ့လိုများများစားရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါပို့ပြီးတော့ဒါအိတ်ရှင်စိတ်တွေဖြစ်တယ်ပေါ့နော်ဒါရဟန်းတော်တွေပေါ့နော်ဒါရဟန်းတော်တွေဒါတန်ဃာတော်တွေဆိုလို့ရှိရင်ဒါညနေစာခြောင်ကြတယ်ပေါ့နော်ဖះလည်းဝင်းကြီးနဲ့ဒါကန့်သက်ခဲ့တယ်ညနေစာမခြောင်နဲ့ညနေစာခြောင်လို့ရှိရင်ညနေစာခြောင်အောင်ပဲပေါ့နော်ညနေစာမခြောင်လို့ရှိရင်ဒါတဏှာရာကအစိတ်ကိုလည်းပို့ပြီးတော့ဒါနိုးကြွားစေတယ်ပေါ့နော်ဒီလိုမျိုးမလိုအပ်တဲ့အစားအသောက်ကိုမခြောင်နဲ့အဲ့တော့ကျွန်တော်တို့တွေ့ကြည့်မှဆိုရင်ဒါယဟန်တန်ဃာတော်တွေကညစာဘက်မှာစာဝါတွေချရတာတွေနော်စာဝါတွေလိုက်မှတ်ရတာတွေရှိတယ်ပြီးတော့စာတွေကြက်ရတာတွေရှိတယ်အဲ့လိုမျိုးအတွက်လုံးဝလည်းဒါကောင်းတယ်ပေါ့နော်အဲ့တော့ညနေပိုင်းမှာတကယ်လို့ကိုကဒါထမင်းကိုပဲစားတဲ့အကျင့်ရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါထမင်းကိုပေါ့နော်လိုတာထက်ကျွန်တော်တို့နည်းနည်းရှော့စားမယ်ပေါ့နော်ရှော့စားတဲ့ပုံစံမျိုးနဲ့တွားနောက်ပိုင်းကျွန်တော်တို့လုံးဝမစားတဲ့အနေအထားထိတွားကြပါတော့နော်အဲ့ဒါဆိုရင်တော့ပိုပြီးကောင်းတယ်အဲ့ဒါလေးကိုကျွန်တော်တို့လုပ်ကြည့်ကြပါဘောနော်လုပ်ကြည့်ကြမှာတရက်နဲ့တော့သိတာမှာမဟုတ်2ရက်နဲ့တော့သိတာမှာမဟုတ်ဒါတပတ်ကြာလာပဲဆိုလို့ရှိရင်ဒါတွေကကျွန်တော်တို့သိတာလာမယ်ပေါ့နော်အဲ့တော့ညနေစာကိုရှောင်တာရဲ့ရှောင်လို့မရရင်နည်းနည်းပဲရှော့စားတာရဲ့ပေါ့နော်အဲ့လိုမျိုးတွေလုပ်ကြည့်ပေါ့နော်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဒီစာပေါ်မှာကျွန်တော်တို့ကဒါကတော့ဒါအစားအသောက်နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြခဲ့တာအဲ့တော့အစားအသောက်ကိုကြတော့အဲ့လိုမျိုးလေးစားတော့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီစာလေ့လာတယ်ကျွန်တော်စာဖတ်တယ်ဆိုတာလေကျွန်တော်စိတ်ဝင်စားတဲ့စာစိတ်ဝင်စားတဲ့ဒါဘာသာရဲ့စိတ်ဝင်စားတဲ့ဒါဒီအကြောင်းအရာမှာကျွန်တော်တို့ကဒါအအိတ်ရှင်စိတ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအောက်ပါတယ်ကျွန်တော်တို့တစ်ခါတည်းကြာရင်ကျွန်တော်တို့ဒါစိတ်ဝင်စားတဲ့ဘာသာရက်တွေကိုကျွန်တော်တို့ကြက်ရတယ်မှတ်ရတဲ့အချိန်မှာဒါအိတ်ငိုက်တာတွေเนาะဒီလိုမျိုးတွေဖြစ်တတ်တာဒါသဘာဝပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာတော့ကျွန်တော်တို့စိတ်ဝင်စားတဲ့အရာနဲ့စိတ်မဝင်စားတဲ့အရာလည်းခွဲခြားလိုက်ပေါ့နော်စိတ်မဝင်စားတဲ့အရာတွေဆိုရင်ကျွန်တော်တို့က active ဖြစ်တဲ့အချိန်လေးမှာနည်းနည်းလေးအားထုတ်ပြီးတော့ကြိုးစားပေါ့နော်နည်းနည်းကြက်မှတ်ပေါ့အဲ့တော့နည်းနည်းကိုကစိတ်ဝင်စားတဲ့အရာတွေဆိုရင်ကျွန်တော်တို့ဒါနည်းနည်းကိုကနည်းနည်းပင်ပန်းလာတယ်เนาะအိတ်ရှင်လာတဲ့အချိန်မှာဒါစိတ်ဝင်စားတဲ့အရာတွေကိုလည်းပြန်ပြောင်းလိုက်လို့ရှိရင်ဒါပို့ပြီးတော့ပေါ့နော်ဒါတဟဇာတာပြန်ဖြစ်သွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်လက်တွေ့ပေါ့နော်လက်တွေ့ဒါကျင့်သုံးခဲ့တဲ့နီလန်လေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးလေးဒါညနေပိုင်းမှာတအားပဲအိတ်ရှင်နဲ့စာဖက်ရတာမရဘူးစာကြက်ရတာမရဘူးဆိုလို့ရှိရင်ဒီလေးအတိုင်းကျွန်တော်သုံးဆွဲကြည့်ပါပေါ့နော်အဲ့တော့အစုပ်ကြည့်ပြတဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ